အမျိုးရုပ်ဆိုတာအဲ့ဒီရုပ်ညံ့တဲ့အသက်မွေးဝမ်းကြောင်းနဲ့ဘဝရက်တည်နေရတဲ့လူအလုံးအမျိုးရုပ်ရှင်းမလားအမျိုးမြတ်သူဆိုတာဘဝရက်တည်မှုအတွက်အကုသိုလ်ကင်းရတယ်သူတစ်ပါးပေါ်သူတစ်ပါးမျက်ရည်စက်ကင်းရတယ်ကိုထမင်းလုံးမှာသူများမျက်ရည်ဆက်ပါနေပြီဆိုကြတဲ့အမျိုးရုပ်လို့မှတ်ထားလိုက်ရှင်းမလားလူချင်းကောင်းပုံဖြတ်အနိုင်ချင်းလမ်းပါဗျာခုဒီကွဲမှာမော်တော်ဘိုက်ကလေးရှိပါတယ်ကျုပ်ကပြောအောင်လမ်းထွက်ပြီးတော့ဒါကျုပ်တို့ပြင်တော့သူတို့အသာလေးကုန်နေတယ်သွားတယ်ကျုပ်ကားဖြတ်သွားရင်3-4စီးလောက်တော့အသာလေးလွတ်သွားတယ်နော်ကျုပ်မဖြတ်တဲ့အချိန်ဆိုရင်သူကလက်တားလိုက်ရင်ပေးရတယ်မင်းတို့လိုင်စင်မပါလို့လားမဟုတ်လုပ်ငန်းလိုင်စင်ကားမောင်းလိုင်စင်ကားလိုင်စင်အကုန်ပါလဲပေးရတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့မသိဘူးတဲ့မင်းတို့မို့လို့မသိပဲပေးတယ်ဆိုမပေးပဲလည်းမရဘူးလေသူတို့နဲ့လှုပ်ရှားနေရတယ်အဲ့ဒါနောက်တစ်ခေါက်ကျတော့သူတို့ကဒါတက်မဲ့လူချင်းကောင်းကုန်ပြန်ရှင်းလားကားကြီးသမားတွေမှာအတောင်းခံရတယ်တဲ့ဆိုကားလေးသမားလည်းသိမလွတ်ပါဘူးအဲ့တော့ကြည့်ရတာဗမာပြည်ဗုဒ္ဓဘာသာထွန်းကားတယ်လို့ပြောတာတယောက်နဲ့တယောက်ခေါင်းပုံဖြတ်အနိုင်ကျင့်ကြီးနိုင်ငံချင်းလုံနေတဲ့လူတွေကများတာဘူးကုသိုလ်တွေလားအကုသိုလ်တွေနောက်ဘဝလူဖြစ်ဖို့တောင်မလွယ်ဘူးလို့မှမုန်းလို့ပြောနေတာဟုတ်လိုက်တဲ့စီနေကျုပ်ကအနိုင်ကျင့်ခြင်းလို့ပြောတာဟုတ်ဘူးလားစိတ်မကောင်းလို့တရားဟောဓမ္မကိရိကဆိုတာမှားနေသူတွေချွတ်ချော်နေသူတွေဆုပ်ယုပ်ပြက်ပြားသွားမှစိုးရိမ်လို့ပြောနေတာသဘောပါလားလူ